NUG က BNI ကိုမထည့်ဖို့ပြောတယ်ဆိုတဲ့ကိစ္စကျွန်တော်သိလိုက်ရတယ်ပေါ့နော်တော်တော်လဲဒီစကားလုံးနဲ့ပတ်သက်ပြီးတော့အော်ပါအဲ့ဒါမှ BNI ကိုမထည့်ဖို့ NUG ကပြောတယ်ဆိုတဲ့ကိစ္စလည်းကျွန်တော်အများရှင်မှာကြားခဲ့ရရှိတယ်ဘုံမလေးလေးပြောရင်ကျွန်တော်မမေးလိုက်ဘူးအဲ့ဒီကဦးဆောင်ကောက်လည်းအာနာပါတယ်မိမိကလွယ်ပြီးအခြားသူကိုစင်ပေါ်မှာမရှိစေချင်တဲ့ပုဂ္ဂိုလ်ရဲ့စကားကနေပြီးတော့ပဲ့တင်ထက်လာတဲ့အကြောင်းအရာပါပဲဒါဘာဖြစ်မှာချပြမထားတဲ့နောက်ဘက်ကခိုင်မာတဲ့ကောင်းမွန်တဲ့နိုင်ငံရေးရည်မှန်းချက်တွေရှိနိုင်ပါမိဘပြည်သူအားလုံးမင်္ဂလာပါ ATNews Channel မှာအားလုံးကိုကြိုဆိုပါရစေဟုတ်ကဲ့ဘုံနဂမင်္ဂလာပါခင်ဗျမတွေ့ရတော့တော့ကြာပြီမင်္ဂလာပါဘယ်လိုလဲဟုတ်ပါတယ်ဟုတ်ကဲ့မကြတဲ့ညာຫນွေဦးတော်လိုင်းရဲ့မဟာမိတ်တပ်ပေါင်းစု SRA ဖွဲ့စည်းတယ်လို့ကျွန်တော်သိရပါတယ်အဲ့တော့အဓိကအဖြစ်ဒါ local PDF တွေဆိုတဲ့အစုဖွဲ့လို့ကျွန်တော်နားလေတယ်လေနော်အဖွဲ့ပေါင်းက19ဘွဲ့ပါတယ်လို့ကျွန်တော်သိရတယ်ဒါနဲ့ပတ်သက်ရင်ဘုံနဂါတို့မပါတာတွေ့ရတယ်ဘုံနဂါတို့ကတော့ဒီဟာနဲ့ပတ်သက်ပြီးဝင်းရမယ်လို့ကျွန်တော်ကြေညာချက်ထုတ်တာတော့တွေ့ရပါတယ်အဲ့တော့ဒီ SRA မှာဘာကြောင့်မပါလဲဆိုတာအရင်ဆုံးရှင်းပြပေးစီလိုပါတယ်ဗျဟုတ်ကဲ့ SRA မှာမပါသေးတာကကျွန်တော်တို့လက်ရှိကျွန်တော် BNI မှာလည်းဒီ2025နှစ်လယ်ပိုင်းလောက်ကနေစပြီးတော့ကျွန်တော်တို့တက်တော့မှာကျွန်တော်တို့ပြုပြင်ပြောင်းလဲရမယ်အခြေအနေတွေဒေသတော့ပြုပြင်ပြောင်းလဲလှုပ်ဆောင်ရမယ်အခြေအနေတွေဒီလုပ်ငန်းစဉ်တွေကိုကျွန်တော်တို့ကြိုးစားဆောင်ရွက်နေရတာရှိတယ်အဲ့တော့ဒီကျွန်တော်တို့ဒေသလုပ်ငန်းစဉ်နဲ့တက်လုပ်ငန်းစဉ်မပြတ်သေးတဲ့အတွက်အရောထွေးသွားမှာစိုးလို့ကျွန်တော်တို့ SRA မှာမပါသေးတာဖြစ်ပါတယ်ဟုတ်ကဲ့တခြားသတင်းတွေအရဆိုရင်19ဘွဲ့ပြင်တခြားဘွဲ့တွေပါတယ်ပေါ့နော်ဒါပေမဲ့စရင်ထုတ်တဲ့နေရာမှာလည်း19ဘွဲ့ပဲပေါ့နော်ဒီညီလာခံတော့တက်ကြတယ်လို့ကြားတယ်အဲ့လိုမျိုးအစည်းအဝေးညီလာခံတွေရောတက်ရောက်ဖြစ်တာမျိုးရှိလားပုံနကားလို့မြင်နေကျွန်တော်တို့အဲ့လိုလဲမတက်ရောက်ဖြစ်ဘူးဗျဘာဖြစ်လို့လဲဆိုတော့ဒီပထမကျွန်တော်တို့ဒီကိုတက်ဘွဲ့တစ်ခုကနေပြီးတော့တက်ရောက်ဖို့စကားကြုံပါလိုက်တာတော့ရှိတယ်ပေါ့နော်ကျွန်တော်တို့လည်းဒီဘက်မှာအလုပ်ရှုပ်နေတာရောအမှန်တမ်းပြောရရင်တော့အဲ့တော့စကားကြုံပါတယ်လို့ပြောပဲဖြစ်နေတော့ကျွန်တော်တို့ကအရင်လည်းမရေရတာနဲ့သွားပြလိုက်ဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီညီနောင်ဖြစ်တဲ့စစ်စက်ရေးတော် YDF တို့တော့ကျွန်တော်ရဲ့ဒီဘက်မှာအစည်းအဝေးတက်ရောက်ဟိုဝိုင်းဝန်းစီစဉ်လိုက်တာရှိပါဟုတ်ပြီအဲ့တော့ဘုံနဂါတို့ရဲ့ဒီညီနောင်မဟာမိတ်နှစ်ဖွဲ့ကတော့ဒီ19ဖွဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့ဘုံနဂါကပြောတာတော့အလုပ်တွေဒီဘက်အဖွဲ့ဆိုင်ရာအလုပ်တွေမအားလက်လို့ပေါ့တော့မူဝါဒပိုင်းအရာရောကန့်ညီလို့ပြောရမလားမူဝါဒပိုင်းအရာမကန့်ညီလို့လားအဲ့ဒီဘောဘာများပြောလို့လဲဟုတ်မူဝါဒပိုင်းအရာမကန့်ညီဘူးလို့ပြောရအောင်SRA မှာနိုင်ငံရေးမူရလို့ထုတ်ထားတာလဲကျွန်တော်တို့မတွေ့ပြီးသေးပါဘူးအဲ့တော့မူဝါဒအရာမကိုက်နေဘူးဆိုတာမျိုးတော့ဟုတ်ပါနိုင်ငံရေးအရာလေး SRA မှာလည်းနိုင်ငံရေးမူရလို့တိတိကျကျကျွန်တော်မတွေ့ပြီးသေးဘူးစီးအရာကြပြန်တော့လဲကျွန်တော်တို့ဒေါ်လာရင်းမှာကျွန်တော်တို့ကဒီပူပေါင်းဆောင်ရွက်မှုကိစ္စတွေကိုကျွန်တော်တို့မူအရာမကိုက်နေတာမျိုးမရှိပါဘူးတော့ပြောလို့လုပ်ငန်းစဉ်အကြောင်းသားကျွန်တော်တို့ဆိုင်းငံ့ထားခြင်းဖြစ်ပါတယ်အဲ့တော့ SRA နဲ့အခုဖွဲ့စည်းပြီးလိုက်တဲ့အခါမှာဘုံနဂါတို့ကိုအဲ့လိုအဖွဲ့အနေနဲ့အကြောင်းကြားတာမျိုးသူတို့ရဲ့သဘောထားပေးတာမျိုးရောဆက်သွယ်တာမျိုးရှိလားဗျဟုတ်ကဲ့အဲ့ဒါကတော့ဒီ SRA မှာပါတယ်ဒီနောင်တွေရောပေါ့နော်ကျွန်တော်တို့ဒီဆက်သွယ်ပြီးတော့ပါဝင်ဖို့ဆွေးနွေးတာတွေတော့လုပ်ခဲ့ကြဒီကျင်ညာဖို့တရက်အလိုလောက်မှာပေါ့နော်ကျွန်တော်တို့ဒီကိုဆက်သွယ်လာပြီးတော့သဘောထားပေးတာရှိတယ်အဲ့တော့ SRA ရဲ့ကျင်ညာချက်မှာတော့အဖွဲ့ဝင်တစ်တွေထပ်မံဖိတ်ခေါ်သွားမယ်လို့ဒါဖော်ပြထားတာပေါ့အဲ့တော့အနာဂတ်မှာပူးပေါင်းမှုရှိနိုင်လားဒီအဖွဲ့ဝင်ဖြစ်လာနိုင်လားအဲ့ဒီပေါ်ဘယ်လိုသဘောထားပေးလို့လဲဗျဟုတ်ကဲ့အဲ့ဒါကတော့ဖြစ်လာနိုင်ဖို့ရှိပါတယ်ဒါပေမဲ့ဒီဟာကကျွန်တော်တို့ရှေ့လုပ်ငန်းစဉ်တွေပြတ်သွားတဲ့အချိန်မှာပို့ပြီးတော့ရေးရသေးကြမှာပေါ့အဲ့တော့အခု SRA ဖွဲ့စည်းထားမှုပုံမှာသူတို့ရဲ့သဘောထားတွေကြီးညာချက်တွေအရပေါ့နော်ဘုံနဂါတို့အနေနဲ့ BNR အနေနဲ့သဘောထားပေးမယ်ဆိုရင်ဘယ်လိုမျိုးပေးလို့လဲဗျသဘောထားပေးတယ်ဆိုတော့ဒီ SRA ရဲ့စုဖွဲ့မှုကတော့ဒီလက်ရှိတော်လှန်ရေးမှာလိုအပ်ချက်လို့ဖြစ်နေတာပေါ့နော်ဒါကတော့အခုတကယ်လို့လိုအပ်ချက်မဟုတ်ပါဘူးဒီလိုအပ်ချက်ကတော့2020လောက်ကလေးလိုအပ်ခဲ့တဲ့လိုအပ်ချက်ပေါ့နော်ဒီကြားမှာလည်းအများကြီးဒီလိုပဲဖွဲ့ကြတာပဲပေါ့နော်အမှန်ကူ SRA ရဲ့စုဖွဲ့မှုကတော့သူတို့နဲ့ကျွန်တော်တို့ဒီဆွေးနွေးတဲ့အချိန်မှာပြောခဲ့သလိုပေါ့မကြေညာခင်တည်းကလုံးမှာကျွန်တော်တို့ဒီ SRA ရဲ့ဖွဲ့စည်းကောင်းဆောင်နေနေပေါ်ဆွေးနွေးတယ်သူတို့ရဲ့ဆွေးနွေးချက်တွေအရာအနာဂတ်မှာပေါ့နော်လက်ရှိကျွန်တော်တို့ဒေါ်လာရေးရဲ့ဥဆောင်မှုအခြေအနေတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်ကြတယ်ရှိတယ်ဒီစိုးရိမ်ကြတွေကိုစားထိုးနိုင်ဖို့ဆိုတဲ့အခြေအနေမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အမြင်ကတော့ဒါကအချိန်မှာကောင်းမွန်တဲ့အစားတစ်ခုလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ဥဆောင်မှုအစားတစ်ခုဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့လည်းယူဆပါအဲ့တော့အခုစုဖွဲ့မှုကကျွန်တော်နားလည်တာတော့ local တွေပေါ့နော်
ဆိုတော့ဒါနဲ့ပတ်သက်ရင်အခုလောလောဆယ် UNG MOD အောက်မှာရှိတဲ့ဒီတပ်ရင်းတပ်ဖွဲ့တွေပါသုံးလို့နေရအစုဖွဲ့တစ်ခုဖြစ်မှာပေါ့အခု16ဖွဲ့ကအစုဖွဲ့တစ်ခုလို့ဖြစ်လာမှာပေါ့အဲ့ဒါဆိုရင်ဒီခုန MOD အောက်မှာရှိတဲ့တပ်ရင်းတပ်ဖွဲ့တွေနဲ့ဒီ SRE ချာမှာဟိုဆက်ဆံရေးပိုကောင်းလာစေနိုင်မယ်လို့မြင်လားဆိုတာ local တွေနဲ့ပေါ့နော်အရင်တော့ဆို local တွေနဲ့အဆင်မပြေတာရှိတယ်အခုလို local တွေစုဖွဲ့လိုက်တော့ခုနဆက်ဆံရေးကပိုကောင်းလာနိုင်မလားအဲ့ဒီပေါ်ပုံနကားအနေနဲ့ဘယ်လိုမြင်လဲဗျ ဒီကိစ္စကတော့ကျွန်တော်တို့ရည်တည်ပြတော့မပြောနိုင်ဘူးအဆင်ပြေတဲ့အကြောင်းတွေတော့ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သိတာကခုလက်တလုံးမှာသိတယ်ဆိုပေမဲ့ဒီမှာသူတို့ပြောကြားချက်တွေကိုပြန်ပြီးတော့တတိချာချာလေးနားထောင်တဲ့အခါမှာသူတို့ဒီ NUG နဲ့အပါဝင်ပေါ့နော်ဆွေးနွေးနေတာတစ်နှစ်လောက်ရှိပြီဆိုတော့ဒီမှာသူတို့ NUG နဲ့ကျွန်တော်တို့ဒီ public မှာချပြမှာထားတဲ့ဆွေးနွေးမှုတွေနဲ့နားလည်မှုယူပြီးသားဆိုတော့တချို့ပြိပခါတွေတော့နည်းလိမ့်မယ်ထင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့လိုမဟုတ်ပါဒီမှာဥဆောင်တဲ့သူတွေက NUG နဲ့ပတ်သက်ရင်သူတို့လိုချင်တဲ့ပိုင်ကိုချင်းကပ်ဖို့ဘာနာမှုရှိတဲ့ကောင်းဆောင်တွေဖြစ်ပါတယ်ဆိုတော့စင်ပြေဖို့များပါအောက်ခြေမှာရှိတဲ့ MOD တက်ရင်းတွေပါသုံးလုံးနေနေအခုလို SRE ဖွဲ့တဲ့ပုံမှာသူတို့ရဲ့အောက်ခြေမှာရှိတဲ့ဟိုတိုင်းတက်ဖွဲ့ရဲ့သဘောထားပေါ့နော်ပြောတာဆိုတာသူတို့အမြင်လေးတွေအပါများကြားသိရတာမျိုးရှိတယ်ဗျဟုတ်ကဲ့အဲ့လိုလေလောလောဆယ်တော့ထူးထူးခြားခြားကျွန်တော်သတိပြုလောက်အောင်ကြားမိတာမရှိပါဘူး။ line မှာတော့ရှိတာပေါ့နော်။အဲ့ဒါတော့ထောက်ခံတဲ့သူရောဒါပေါ်မှာဆွေးရချက်တွေရောအမျိုးမျိုးပြောနေကြတာ။ဒီပြင်မှာတော့သိပြီးတော့တူကဲမတွေ့ပြီပါ။အဲ့တော့အခုလိုစုဖွဲ့မှုကို UNG ကတော့ကြိုးဆိုတယ်လို့ပြောတယ်။အဲ့တော့ဘုံနဂါတို့အနေနဲ့တကယ်လို့ SRE မှာအဖွဲ့ဝင်ဖြစ်လာမယ်ဆိုရင်ဒီ UNG နဲ့ BNR တွေကြားဆက်ဆံရေးရောပိုကောင်းလာနိုင်မှာ။ဘာလို့ဆိုတော့အရင်တော့ UNG နဲ့ဘုံနဂါတို့ကြားဆက်ဆံရေးတိတ်အဆင်မပြေတယ်ဆိုတာသိထားရတယ်လေ။ဆိုတော့အဲ့ဒီလိုမျိုးစဉ်းစားရင်အဖွဲ့ဝင်ဖြစ်လာရင်ပိုပြီးတော့ကောင်းလာနိုင်မလားအဲ့ဒါပေါ်ပါများပြောလို့လေဒီကိစ္စနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ကဒီ NUG မှာဆိုရင်ဒါအကြီးဆုံးဖြစ်တဲ့သမရာကြီးနောက်ပြီးတော့ကာကွယ်ဝင်ဌာနမှာအကြီးဆုံးဖြစ်တဲ့ဥယျာဉ်မွန်လုံးနဲ့ကျွန်တော်မြန်မာချင်းတိုင်းစကားတွေပြောခဲ့ကြတယ်သဘောတူညီမှုတွေယူလာပြီးခဲ့တဲ့နောက်တော့မှဒါတွေကတကယ်ဖြစ်မလားတော့အဲ့ဒါနဲ့ပတ်သက်ပြီးသိပြီးမပြောလဲမအောင်နောက်ပြီးတော့ကျွန်တော်ဒီ SI နဲ့ပတ်သက်ပြီးစကားပြောတဲ့အချိန်မှာတော့မှဒီ NUG က BNI ကိုမထည့်ဖို့ပြောတယ်ဆိုတဲ့ကိစ္စကျွန်တော်သိလိုက်ရတယ်ပေါ့နော်တော်တော်လဲဒီစကားလုံးနဲ့ပတ်သက်ပြီးတော့အော်သွားတယ်ဒါပေမဲ့လည်းဒါအော်တဲ့အကြောင်းတော့မဟုတ်ပါဘူး SI မှာ BNI ကိုမထည့်ဖို့ NUG ကပြောတယ်ဆိုတဲ့ကိစ္စလည်းကျွန်တော်ဒါအများရှင်မှာကြားခဲ့ရရှိတယ်ဆိုတော့သူတွေပြီးတော့ဒီကိစ္စကိုကျွန်တော်သိလို့မျိုးလဲပါဆိုတော့အဲ့ဒီလိုမျိုးပြောတယ်ဆိုတာကြတော့ဝနဂါတို့အနေနဲ့အဲ့ဒီပုံမှာတခုခုသဘောထားပေးမယ်ဆိုရင်ဘာဖြစ်မလဲကျွန်တော်အဲ့ဒီနံပါတ်တက်ဘာလို့တားမှာလဲမပေးချင်ဘူးသူတို့ကျွန်တော်ပေါ်မှာဘာလို့လားပဲရှိလဲကျွန်တော်တို့သိကောင်းနေမထဲတော့ဒါပေမဲ့လည်းဒီလိုမျိုးပြောထွန်တာတစ်ခုလောက်ကိုအော်တာပဲရှိတာအဲ့တော့ SI မှာဝနဂါတို့ဝင်ဖို့စဉ်းစားမှဆိုရင်ဒါအခက်အခဲဖြစ်နိုင်လားအခုလို UNG ရဲ့ပြောကြားချက်အရဒါတော့ SI ရဲ့ဒီ energy နဲ့ပတ်သက်တဲ့ဆွေးနွေးချက်တွေနဲ့သူတို့နောက်ပဲဆက်ဆက်မှုပေါ်မူတည်ပါတယ်အဲ့ဒီပြောကြားချက်နဲ့ပတ်သက်ပြီးအသေးစိတ်သိထားလားဘာကြောင့်ဟိုသူတို့အဲ့လိုသဘောထား UNG ကပေးတယ်ဆိုတာမျိုးဘုံမလင်းလင်းပြောရင်ကျွန်တော်မမေးနိုင်ဘူးအဲ့ဒီဟာဦးဆောင်ကကိုလည်းအာနာပါတယ်ဟိုတန်တဲ့ကောင်းကောင်းတွေကိုလည်းအာနာတယ်ပေါ့ဆိုတော့ဟိုပြီးတော့လည်းခုနပြောဆိုကျွန်တော်သိပြီးတော့လည်းသူတို့ဘာပြောကျွန်တော်ဒါကိုအထူးတလဲမထားပြတော့ဘူးအဲ့လိုကြောင့်အသေးစိတ်တော့မမေးဖြစ်လိုက်ဘူးအဲ့ဒီပုံမှာ SIA ဘက်ကတာဝန်ရှိသူတွေရောဘယ်လိုသဘောထားမျိုးပေးလဲဗျကျွန်တော်ဒီကောင်းဆောင်တွေကတော့ BNI ကိုပါဝင်ဖို့ပဲသူတို့အတင်းကျပ်ဆိုတာမျိုးချက်ပေါ့နော်ဒီဒါလိုလာကိုပဲဒီ SI မှာပါဝင်လာဖို့အိန္ဒိယတော့ဌာနပြုကြတယ်ပေါ့အဲအကြောင်းလဲကျွန်တော်တို့ကလုပ်ငန်းစဉ်လေးတွေပြပြတဲ့အချိန်မှာအညီနောင်နေနဲ့အသားလည်းလုံးနိုင်ဖို့ရှိပါတယ်ဒီကာလလေးကိုတော့ကျွန်တော်တို့ဒီမှာလုပ်ငန်းစဉ်ပြပြအောင်လုပ်ဆောင်လုပ်ပြပါဆိုပြီးတော့ပြောပြလိုက်ပါတယ်ဟုတ်ပြီအဲ့တော့ဘုံနဂါတို့ရဲ့တဝန်လွန်မှာတော့ဒီ SI မှာပူပေါင်းဆောင်ရွက်မယ်လို့ပါဝင်ပါတယ်အဲ့ဒါဘယ်လိုမျိုးပူပေါင်းဆောင်ရွက်မယ်လို့ပြောနိုင်မလဲဗျအဲ့ဒီဆွေးနွေးတဲ့အချိန်မှာလည်းပြောလိုက်ပါတယ်ကျွန်တော်တို့ကလက်ရှိမှာဒီမှာမပါသေးပေမဲ့လို့ဒီလိုမျိုးစုပွဲမှုတွေကိုကျွန်တော်2022လောက်ကလေးကလုပ်လင်းခဲ့ကြတယ်ဒါကိုအကျိုးသားပေးတဲ့အတွက်ပေါ့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအကျေးဇူးတင်တယ်လေးလေးသားတယ်အတိမတ်ပြုတယ်အဲ့တော့လက်ရှိမှာလည်းကျွန်တော်တို့ကဘလုံးမှာတရားတဲ့ကြောင့်ပါဝင်နိုင်ခြင်းမရှိသေးပေမဲ့ကျွန်တော်တို့လက်လန်းမီယာကျွန်တော်တို့အင်အားကျွန်တော်တို့ဒေတာကိုက်နေတဲ့ဒေသတာဝန်ဆိုပူပေါင်းဆောင်ရွက်တဲ့ဆိုတာတဲ့ကိုပဲကျွန်တော်တို့တာဝန်ပေးစရာရှိကျွန်တော်တို့အာမနာပေးလို့ရတယ်ဆိုတဲ့ကိစ္စမျိုးတွေ့ပြလိုက်ပါ
အဲ့တော့တပေါင်းစုဖွဲ့လိုက်တယ်ဆိုတော့ရေဘူးကအဖြစ်ဒါစုဖွဲ့မှုရပို့ပြီးတော့အားကောင်းလာတယ်ပေါ့နော်လုပ်ငန်းတွေပို့ပြီးကောင်းတယ်ပေါ်နိုင်မယ်ဒါကတော့ရေဘူးကသဘောထားအခုလက်ရှိအခြေအနေရဆိုရင်အခုလို SI ဖွဲ့စည်းလိုက်တဲ့အတွက်ဘယ်လိုအခြေအနေတွေကပို့ပြီးတော့ကောင်းလာမယ်လို့ကျွန်တော်တို့ပြောလို့ရနိုင်မှာ အဲ့ဒီကိစ္စကြတော့ SIA ရဲ့ဒီမုံနဲ့လှုပ်ဆောင်ချက်တွေကပဲဒီရလက်ကိုပေါ်ပေးမှာဆိုတော့ကျွန်တော်တို့ဒါကိုတော့စောင့်ကြည့်ကျွန်တော်ပြောလို့လဲအနည်းဆက်ဆုံးဖြစ်နိုင်မှာမဟုတ်ဘူးအဲ့တော့လက်ရှိဘာပဲဖြစ်ဖြစ်ဒီစုပွဲမှုကတော့လူတို့ရဲ့လွန်ခဲ့တဲ့အချိန်တော်ကြာကလေးအမျောလင်းချက်တစ်ခုပေါ့ကောင်းတယ်ပေါ်ပေးလိုက်တာလို့ပြောလို့လေရဆန်းစုပွဲမှုတွေရှိခဲ့သည့်တိုင်ဒီစုပွဲမှုကတော့နည်းပို့ပြီးတော့လူသိထင်ရှားလည်းဖြစ်တယ်တကယ်ကြိုးစားအားထုတ်နေကြတဲ့အဖွဲ့အစည်းတွေစုစည်းလိုက်တာလည်းဖြစ်တယ်ချိန်မီချင်းမမီချင်းနဲ့ကြားလိုက်ကောင်းခြင်းမကောင်းခြင်းကတော့ကျွန်တော်တို့ခုနပြောတဲ့မုံနဲ့လှုပ်ဆောင်ချက်တွေကပဲရှိပေးသွားပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ကြိုတင်ခံမှန်းတာတဲ့ကိုရေးရပါအခုလိုစုဖွဲ့မှုကတော့ဒါအဓိကကျွန်တော်တို့နားလဲတာဒါစစ်ရေးရပေါင်းပြီးတော့တိုက်ကြမယ်ဆိုတော့အနေထားသူတို့ရဲ့ကြီးညာချက်မှာလည်းဒီလိုမျိုးတွေ့ရတယ်ဒါပေမဲ့ဒီထက်ပိုတဲ့ပေါ့နိုင်ငံရေးရရည်မှန်းချက်တွေနဲ့သဘောမျိုးဒီ SI ရဖြစ်လာနိုင်လားဆိုလိုတာကတော့တခြား EAO တွေလိုဥမာ ENUG လိုပဲဖြစ်ဖြစ်ပေါ့ဒီအားကောင်းမောင်းတန်စုဖွဲ့မှုမဟာမိတ်တပ်ပေါင်းစုအနေနဲ့နိုင်ငံရေးရပါတဲ့အဲ့လိုအလားအလာမျိုးရောမျှော်မှန်းနိုင်လားဖြစ်လာနိုင်လား SI ရဟုတ်ကဲ့အဲ့ဒီကတော့ကျွန်တော်တို့ဒီ SIA နဲ့ပြည်စုံမိတ်ဆက်မှာလက်ရှိပူဆောင်မှုရဲ့စိုးရိမ်စရာအခြေအနေတွေကိုအရန်နဲ့ပြင်ဆင်အစားထိုးနိုင်မှုဆိုတဲ့အခြေအနေတွေလည်းကျွန်တော်တို့ခံစားမိတာရှိတယ်ပေါ့နားလည်မိတာရှိတယ်အဲ့တော့ဘာဖြစ်မှာချပြမထားတဲ့နောက်ဘက်ကအိမ်မာတဲ့ကောင်းမွန်တဲ့နိုင်ငံရေးရည်မှန်းချက်တွေရှိနိုင်ပါတယ်အဲ့ဒီရည်မှန်းချက်တွေလည်းအကောင့်တွေပေါ်နိုင်မှုပေါ်မှာမူတည်ပြီးတော့ဒါကတော့ပေါ်လာမှာပေါ့ဒီဟာလည်းကျွန်တော်တို့လူတင်ပြောရခက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအနည်းကမှဖိတ်ခေါ်ဆွေးနွေးတဲ့အခြေအနေလောက်ပဲဆိုတော့အခြေအနေခဲ့တဲ့အခြေအနေနဲ့အခြားပြင်ဆင်မှုတွေကျွန်တော်တို့ကပြပြပေါ်မသိနိုင်တဲ့အတွက်ဒါတွေကတော့ဒီမေးခွန်းတွေကကျွန်တော်တို့ဖြေတာလုံလောက်မှာမဟုတ်ပါဘူးတချို့ကတော့အခုလို SI ဖွဲ့စည်းမှုကဒီ UNG ကိုစင်ပြိုင်တာလို့ဒါဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်ဒါနဲ့ပတ်သက်ရောဘုံနဂါးအနေနဲ့ဘယ်လိုမှတ်ချက်ပေးလို့လဲဗျဒီကိစ္စတွေကတော့ကျွန်တော်တို့နိုင်ငံရေးမှာရိုးနေပြီလို့ပြောရမယ်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့မိမိကလွဲပြီးအခြားသူကိုစင်ပေါ်မှာမရှိစေချင်တဲ့ပုဂ္ဂိုလ်ရဲ့စကားကနေပြီးတော့ပဲ့တင်ထက်လာတဲ့အကြောင်းအရာပါပဲဒါပါအဲ့တော့အခု SI ထဲမှာပါတဲ့ BBL ကောင်းဆောင်ပေါင်ဆောင်ခါတော့သူ့ရဲ့ Facebook မှာဒီလို SI ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီးသဘောထားပေးတာရှိပါတယ်အဲ့ဒါတော့မျှော်လင့်ချက်အမှားတွေမပေးဘူးပေါ့နော်နောက်ပြီးတော့ချက်ချင်းအောင်မြင်မှုတွေရမယ်လို့လည်းမထင်ဘူးသူကအဲ့လိုမျိုးပြောဆိုတာရှိပါတယ်အဲ့ပေါ်ရောဘယ်လိုသဘောထားပေးလို့လဲဗျဘုံနဂါးအနေနဲ့မှန်ပါတယ်ဒီစကားကလည်းဘာဖြစ်လို့လဲဆိုတော့ဒီအခြေအနေကိုကျွန်တော်တို့2022ပြောခဲ့တယ်လို့ပဲ2022ကတည်းကခြေလမ်းတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ဒါတဏ္ဍာပြောလာတဲ့စကားတွေကျွန်တော်တို့ကဒီဟာကိုသင်္ချာပု္ပ္ပစာတဲ့ပုတ်လို့နှစ်တွေပိုင်းခြားပြီးတွက်ချက်နေကြတဲ့လူတွေပြောတဲ့အချိန်ကလေးကကျွန်တော်တို့ကသင်္ချာလည်းမကြောက်ဘူးနိုင်ငံရေးမှာအဲ့တော့မပြောနိုင်ဘူးပြီးတော့ဒါအလုံးပွဲတစ်ပွဲလို့ပထမပိုင်းဘယ်နှမိနစ်ဒုတိယပိုင်းဘယ်နှမိနစ်နားတယ်ဘယ်နှမိနစ်ဆိုပြီးတော့ခရာတုတ်ပြီးစပေးမယ်ခရာတုတ်ပြီးတော့ပွဲသိမ်းပေးမယ်ဟာလည်းမရှိဘူးအဲ့တော့ဒီရဲ့အနည်းအများကလူလူတရက်လုံးရဲ့နိုင်ငံရေးခြေချိန်စူးစမ်းအားထုတ်မှုနဲ့တိုက်ရိုက်ချိုးကြနေတာဖြစ်တယ်ဒီအပြင်မြန်မာနိုင်ငံတွေရဲ့အခြေအနေကဒီဟာကိုထောက်ပံ့ဖြစ်စေလိမ့်အဲ့တော့အဲ့ဒီအဓိကပင်မကတော့ကျွန်တော်တို့ပြည်သူတွေရဲ့နိုင်ငံရေးခြေချိန်နဲ့စူးစမ်းအားထုတ်မှုပြပဆိုတာဘယ်လိုပဲနေနေအဲ့ဒီပုံမှာပဲအခြေခံပြီးတော့ပံ့ပိုးမှုဖြစ်စေတာအဲ့ဒီပုံမှာပဲမူတည်လိမ့်မယ်အချိန်တိုချင်းရှည်ချင်းကကျွန်တော်တို့မကန့်တတ်နိုင်ဆိုတာ2022ကလေးကအရေးကြီးခဲ့ပြောရရင်တော့ဒီလိုမဟုတ်ဘူးဆိုတာကျွန်တော်တို့အဲ့ဒီကလေးရေးပြီးပါအဲ့တော့ BNR တွေအနေနဲ့ SRA ဖွဲ့စည်းမှုပေါ်မှာတဝန်လွှာပေးပို့ထားတာရှိတယ်ဝင်ရမယ်လို့လည်းပြောဆိုထားတယ်ဒီထက်ပိုပြီးနောက်ထပ်ပေါ့နော်ဒီတဝန်လွှာအပြင်နောက်ထပ်ပိုပြီးတော့သတင်းစကားများရှိမယ်ဆိုရင်တော့ပါများရှိအောင်လို့ဗျာစစ်မှန်ပြီးတော့ရိုးသားတဲ့နိုင်ငံရေးဒီမှချက်တွေနဲ့တိုင်းပြည်နယ်လူထုတို့အားကိုးရတဲ့ဖွဲ့စည်းတစ်ခုဖြစ်အောင်စူးစမ်းအားထုတ်ရန်ကောင်းတဲ့ပေါ်နိုင်ပါသေးကျွန်တော်တို့အနေနဲ့လည်းတကယ်ဒါလူထုနဲ့တိုင်းပြည်အတွက်စစ်မှန်တဲ့အကျိုးစီးပွားကိုရည်ရွယ်တယ်စစ်မှန်တဲ့နိုင်ငံရေးကိုရည်ရွယ်တယ်ဆိုလို့ရှိရင်ရှေ့မှာပြောခဲ့တယ်လို့ပူပေါင်းဆောင်ရွက်တယ်ဆိုတာတဲ့ကျွန်တော်တို့တရားထဲမှာကြာခင်ကလေးကတိုက်တဲ့တာဝန်ပေးလို့ရပါတယ်တာဝန်အဖြစ်နဲ့ပေးလို့ရကျွန်တော်တို့ဆောင်ကြိုးစားပေးပါမယ်ကျွန်တော်လည်းအတူတူဗီဒီယိုအစိုးရလဲကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်